ရှေ့ပိုင်းမှာ9ခါရဲ့အောက်ကကနန်း685လေးပါလို့ပေါ့နော်ဒီ685လေးပါလို့ဒီ685ကိုငွေကနန်းလေးပြပေးမယ်လို့685အဲ့မှာသူက9ချိန်9ထိပ်လို့ရိုက်တယ်အဲ့မှာ9ချိန်9ထိပ်လို့ရိုက်တယ်နှစ်ကတ်9ချိန်မှာ9ထိပ်လို့ရ3ကတ်9ချိန်9ထိပ်လို့ရတယ်သူ4ကတ်ဒီ9ချိန်9ထိပ်လို့ရတယ်5ကတ်ပေါ့နော်ဒီ9ချိန်9ထိပ်လို့ရရင်နောက်နေ့ထဲမှာတကူသောခွန်နောက်ပိတ်သူ့ဘေးရကနန်းလေးခွန်နောက်နေ့ကိုတော့ထပ်ပေးရမယ်ပတ်လေပေါ့အဲ့ဒီမှာ9ချိန်9ထိပ်ဖြစ်လို့သူ့ရှိနှစ်ကကနန်းတကူသောခွန်နောက်ပိတ်ဒီမှာခွန်နောက်ပိတ်သူ့ဘေးရကနန်း968ကနောက်နေ့ကိုတော့ထပ်ပေးရမယ်သူ968 685အဲ့မှာသူကတကူသော9ချိန်9ထိပ်သူ့ရှိနှစ်ကကနန်းတကူသောခွန်နောက်ပိတ်ဒီမှာတကူသောခွန်နောက်ပိတ်သူ့ဘေးရကနန်းလေးတင်9နှစ်ကနောက်နှစ်ကိုတော့ထပ်ပေးရမယ်တင်9နှစ်ကဟုတ်လေအဲ့ဒီမှာသူတို့၄ကတ်ပေါ့နော်9ချိန်မှာ9ထိပ်လို့ဖြစ်လို့သူဒီဘက်နှစ်ကရှစ်နှစ်ကကနန်းတကူသောခွန်နောက်ပိတ်ဆိုတော့သူ့ဘေးရကနန်း3နှစ်လေးကသူကနောက်နှစ်ကိုတော့ထပ်ပေးရမှာသူကအဲ့မှာဆိုကျွန်တော်9ချိန်9ထိပ်ဆိုကျွန်တော်ဒီဘက်နှစ်ကကနန်းတကူသောခွန်နောက်ပိတ်ကဒီတစ်ချက်တည်းရှိရဗျ86ခွန်တစ်ချက်တည်းရှိရ6ချက်တည်းရှိရဆိုတော့ကျွန်တော်တို့ဒီ86ခွန်ဘေးကနန်း665ပေါ့နော်665ဒီနှစ်တည်းကိုထွက်ရမှာဗျဝေကနန်းပေါ့ဗျနော်665မွေးပေါ့665မွေးပေါ့ကျွန်တော်ဒီရှေ့ပိုင်းမှာလည်းကျွန်တော်ကြည့်လိုက်ပါကျွန်တော်ဒီ9ခါရဲ့အောက်ကကနန်းပြန်ထွက်ရမှာဆိုပြန်ကြရမှာဆိုဒီ685ပါနေတယ်ဗျနော်ခုနကကျွန်တော်ရှေ့ပိုင်းမှာဖိုင်တက်မှာကျွန်တော်ပြထားတယ်ပေါ့685ပါနေဒီ685မွေးကနန်းလေးကိုထုတ်ပြတာပေါ့ဒီ685မွေးကနန်းလေး685ဒါပေမဲ့685ကိုကျွန်တော်တို့ဒီပွဲလက်ကောင်ဒီပွဲထိုးလို့မှမထွက်ခဲ့ဘူးဆိုကျွန်တော်တို့ဒီကာလေးနဲ့ညီးနေထိုးပေါ့ဗျာဒါကကျွန်တော်6ခုနှစ်တိုင်းကိုဖြစ်နေတဲ့ site ကလေးပေါ့ဗျာ6ခုနှစ်တိုင်းဖြစ်နေတာဒီ site ကလေးပေါ့သူကဒီ6ခုနှစ်တိုင်းမှာဒီ3 9 5ဒီ3 9 5ဆိုတော့ကနာခွန်ဗျအဲ့ခွန်ဒီခွန်ခါရတယ်ခွန်ခါလို့ပြီးဆိုသူက6ပရိတ်နေသူကတကော့ထွက်ပြီးမှာ10ကိုလိုင်းပေါ့ဗျာနော်ဒါလေးရအဲ့86မှာတကူတော့6ပရိတ်တော့ကြာတယ်ဘလို့ကြာပြရမှာသူကခွန်5 3တော့3လုံးပေါင်းချင်း5ဗျအဲ့5ဒီ5ခါပေးရမှာဗျအဲ့5ခါဖြစ်ပြီးသူက6ပရိတ်နဲ့သူ10ကိုလိုင်းဗျနော်သူက10ကိုနဲ့ထွက်ပေးရမှာအဲ့မှာ96 2006မှာကျွန်တော်တို့ဒီမဲ့တကူတော့6ပရိတ်လို့ကြာလို့ရင်သူဒီထိပ်သီး3လုံးပေါင်းချင်း8က5ဗျအဲ့5ဒီ5ခါဗျပြောချင်တာထိပ်သီး3လုံးပေါင်းချင်းဒီခါဖြစ်ရမှာဗျဒီတော့ငါအဲ့5ဒီ5ခါဘရိတ်က6ဗျနော်10ကိုလိုင်းပါဗျနော်အဲ့မှာကျွန်တော်စတုထဒီ3လုံးပေါင်းချင်းဒီမှာစတုထ6ပရိတ်ဒီကစီပေါ့4က2016ပေါ့နော်အဲ့2016ဆိုတော့ကျွန်တော်တို့ဒီ6ရယ်9ရယ်ခွန်ရယ်ပေါ့6 9ခွန်ဆိုတော့2ဗျအဲ့2ဒီ2ခါဗျဘရိတ်က9ဗျ9ဆိုတော့10ကိုလိုင်းဗျအမေဆိုရှင်းလာတော့မသိဘူးကျွန်တော်ပြတာလေ86မှာကျွန်တော်တို့ဒီ3 9 5ခွန်ဗျအဲ့ခွန်ဒီခွန်ခါဗျဘရိတ်က9မတ်တပ်မူတွေဗျ963က1ခွန်5 3က5ဗျအဲ့5ဒီ5ခါဗျဘရိတ်က9ဗျအဲ့2006ဆိုတော့ကျွန်တော်တို့ဒီ898က5ဗျအဲ့5ဒီ5ခါဗျ5ခါဆိုတော့ကျွန်တော်တို့ဘရိတ်က9ဗျအဲ့ကြောင့်ကျွန်တော်တို့ဒီဟာ2016ဒီ3လုံးပေါင်းချင်း2ဗျ69ခွန်တဲ့2ဗျအဲ့2ဒီ2ခါဗျအဲ့ရဘရိတ်က9ဗျအဲ့ကျွန်တော်တို့ဒီပွဲကကျွန်တော်ဒါကခုပွဲဆိုကျွန်တော်3ည9 5လေး1ဆိုတော့ကျွန်တော်တို့ဒါပထမဆုံးကျွန်တော်1ကိုထည့်ကြည့်လိုက်မယ်ဗျာနော်1ကိုထည့်လိုက်ရင်3ညရယ်5ရယ်1ရယ်ပေါင်း6ဗျအဲ့6ခါဗျ6ခါတဲ့ဘရိတ်9ဆို162ဗျအဲ့ကျ3ညရယ်5ရယ်နောက်တစ်ခါ2ထည့်မယ်ဗျ2ထည့်ပြီးထည့်မယ်ဗျနေ့တိုင်းခွန်ဗျအဲ့ခွန်ဆိုတော့အဲ့ခွန်ခါဗျဘရိတ်9 290ဗျ290ဗျအဲ့ကျ3ညရယ်5ရယ်ဒီမှာ3ထပ်ထည့်မယ်ဗျ8ဗျအဲ့8ဒီ8ခါဗျဘရိတ်က9 388ဗျအဲ့ကျ3ညရယ်5ရယ်ဒီမှာ4ထပ်ထည့်မယ်ဗျ9ဗျအဲ့9ဒီခါဗျ
ဒီမှာ break က9ဗျအဲ့ကျ3ညရဲ့9ရဲ့နောက်တစ်ခါဒီမှာ9ရဲ့ပေါင်းတာ3ည9ဆို3ညဗျအဲ့3ည3ညခါတော့ break 9ဗျအဲ့ကျတော့ကျွန်တော်ရှင်းနေမှာဆိုလို့မပြတော့ဘူးဗျဒီ10ခွက်ရှိတယ်ဗျတစ်ချောင်းနေ290 388 496 534 612 90 838 946 354 4ခွက်ရှိတယ်ဗျမ354မွေးကနကျွန်တော်ပြထားတယ်ဗျဒီဘိုးထိုးရမှာညာလေးဒီမှာ934နှစ်ခွက်ထိုးလိုက်ပါဗျ90မွေးကနရှိပါတယ်နောက်မှထုတ်ပြပေးပါမယ်ဒီ90အဲ့ကြောင့်90ရဲ့90ရဲ့934ရဲ့940နှစ်ခွက်ထိုးပါဗျထိုးပါဗျဆိုတော့ကျွန်တော်မဝင်လည်းရပါတယ်ဗျာ10ကျင်းနဲ့12ကျင်းနဲ့တော်တော်ကောင်းပါသေးရဲ့ဗျကျွန်တော်ထုတ်ရအောင်ပါဗျာကနဒါကောင်းပါတယ်ဗျာကျွန်တော်မန်ပါဝင်လာတဲ့လူတွေကတော့ကျွန်တော်မပေးရဘူးပေါ့နော်ဒါလည်းမွေးကနနဲ့ရမှာကွာလဲရမှာဆိုဒီခွန်369 98နှစ်ကဒါဆက်လို့ရပါတယ် Telegram နဲ့သုံးပါတယ် Viber လည်းသုံးပါတယ်မမကြီးက6000ပါဘူးနော်ဒါတဲ့ဝင်တဲ့လူဝယ်တဲ့လူလည်းဝယ်ရလည်းမပေးရပါဘူးဗျကျွန်တော်ဒီ site တွေတော်တော်များများရှိပါတယ်ဗျာကျွန်တော်ထုတ်မပြသေးတာပါကျွန်တော်မှန်ပါတယ်ကျွန်တော် site တွေဒီကဲပါကျွန်တော်ပေါက်ရင်လည်းသိချီပေါက်ရမယ် site တွေပါဗျမပေါက်ရင်လည်းလွဲမှာဗျဒါပေမဲ့တကွဲတဲ့ထိုးရမယ် site တွေဗျကျွန်တော်တို့ site တွေကမြလို့ဒါကြီးအားရမလို့ဗျမြလို့က10ခွက်လိုင်းနေနဲ့အောက်မှာ10ခွက်လိုင်းနေကျွန်တော်ပြပြီးတော်များပါကြီးဗျအဲ့လောက်နဲ့ကျွန်တော်ကိုပေါက်ခိန်တော့မှကျွန်တော်မဆရာလို့ကိုကျွန်တော်မခေါ်ပါနဲ့ဟုတ်ဗျတကွဲတဲ့အောင်းနေတကွဲတဲ့ထုတ်နေတကွဲတဲ့ပေါက်မှာကျွန်တော်ကိုမဆရာလို့ပဲကျွန်တော်ကိုတတ်မှတ်ပေးပါဗျဒါကျွန်တော်လည်းပေါက်စေခြင်းလို့ကျွန်တော်ခေါ်တာပါခေါ်တာမဟုတ်ခေါ်တာပါတကယ်ပါ site ကိုညံ site ကိုညံတော့ဦးတော့ကိုကျွန်တော်သုံးသပ်နိုင်ပါတယ်ကျွန်တော်တို့ subscribe လေးလည်း subscribe လေးရောကျွန်တော်တို့ like တွေရော comment တွေကျွန်တော်ရေးပေးကြပါဦးကျွန်တော်တို့ဒီ line ပေါ်ကြည့်ကျွန်တော်ဖိုင်အောင်ကြည့်တော့လူများအားလုံးကိုကျွန်တော်ကြံလေးလေးပေးကြပါပေါ့နော်ကျွန်တော်များကြတယ်ဝေးကြတယ်လို့လည်းဝေးပါနိုင်ပါတယ်ပေါ့ကြတယ်လို့လည်းပြောနိုင်ပါတယ်ပေါ့ကျွန်တော်တော့စီနထားပါတယ်ဗျကျွန်တော်စီနကျွန်တော်ပြန်ပါမယ်ပြန်လိမ့်မယ်လို့ပဲကျွန်တော်အောင်းမိပါတယ်ဗျမဝင်နေတဲ့ပေါဝါဝင်နေ line ပေါ်လူတွေပေါက်စီရင်လို့ပါဗျဒီနေ့ကျွန်တော်တက်လာတာပါဗျကဲအားလုံးချမ်းသာကြပါသေးဗျစီးပွားလက်လာပါတိုးတက်ကြပါစေ